အပြောမဟုတ်ပဲအလုံးနဲ့တက်တည်ပြတင်တာတဲ့ကျွန်တော်လည်းပြချင်တာပေါ့ဗျာကျွန်တော်လည်းခမားတို့လိုတာမန်ပြည်သူတယောက်ပဲကျွန်တော်အဲ့စကားခဏခဏပြောနေတာကျွန်တော်မှဘာပါဝါအာနာမှမရှိဘူးကျွန်တော်အနောက်မှာဘာ background မှမရှိကျွန်တော်ဘယ်သူမှကျွန်တော်ဦးလေးကြီးလည်းတယောက်မှဟဲ့ရောက်မင်းတို့ဒီဟာလုံးမင်းဒီဟာတော့ပြောဒီဟာတော့လုံးငါတော့မင်းနောက်မှလိုက်ရှင်းပေးမယ်တယောက်မှပြောတဲ့လူမရှိဘူးကျွန်တော်ဒီလိုလောက်တာတော့မှမကြိုက်ကြဘူးကျွန်တော်ဦးလေးတွေကသူတို့ကတော့အေးစင်းနေတဲ့လူတွေကျွန်တော်ကတော့ဆိုကျွန်တော်ငငယ်ကဒီနိုင်ငံတော်ကဒေကူတာကျွန်တော်မဝင်ကြလိုက်ရလို့ကျွန်တော်ဒီဟာတွေကိုကျွန်တော်ကင်းကောက်ခဲ့တော့အခုမှကျွန်တော်ဒါတွေကိုသိလို့ဒီတိုင်းပြည်ကြီးကဒီလိုဘာကြောင့်ဆင်းရဲနေရတာလဲတဖြည်းဖြည်းနဲ့မြင်လာလို့ဒီလူငယ်မျိုးဆက်တွေကိုကျွန်တော်ကောင်းစေချင်ပြီဗျာကျွန်တော်ဒီအကြီးပိုင်းတွေဗျာဒီပြောလို့ဆိုလို့မရတဲ့ကောင်တွေမပြောချင်တော့ဘူးဒီလာမဲ့လူငယ်တွေပဲကျွန်တော်တို့လမ်းကြောင်းမှန်လေးကျွန်တော်တို့ပြချင်တာကျွန်တော်တို့ကနားလေလားမသိဘူးပြောမရတဲ့ကောင်တွေကိုဗျာဒီ10နှစ်20လောက်ကတော့ပြက်ပါစေတော့ဗျာဖြစ်ချင်တာဖြစ်ပလိစေတော့ဒီဟိုအတိုက်ဟိုဖြက်စီးနေတဲ့ကောင်တွေရှိမှာပဲဗျာသိလားတိုင်းပြည်ကိုဖြက်စီးချင်တဲ့ကောင်တွေရှိမှာပဲသူတို့ကိုတိုးအတွက်သူတို့ပတ်စံရရေးအတွက်နဲ့ဒီတိုင်းပြည်ကိုဖြက်စီးနေတဲ့ကောင်တွေရှိမှာပဲဒါတွေရှင်းပလိုက်ဒီကောင်တွေ20ကျွန်တော်တို့မခံစားနေဒီတိုင်းပြည်ကောင်းတဲ့အကျိုးဆက်ကိုကျွန်တော်တို့မခံစားရင်နေပလိစေကျွန်တော်လာမဲ့သားသမီးတွေခံစားစီကြလို့ကျွန်တော်ဒီလာမဲ့လူငယ်မျိုးဆက်တွေကိုဖြက်စီးနေတဲ့ဒီလောင်းစားတွေဒီမကောင်းတဲ့ဟာတွေအဲ့ဟာတွေကိုကျွန်တော်ရှင်းနေတာဒါတွေလို့ဘာအကျိုးရှိလဲဆိုတော့ဟာနားမလဲတာလားမသိကျွန်တော်လည်းအကျိုးရှိတယ်ခမားလို့လည်းအကျိုးရှိတယ်ကျွန်တော်ပြောနားလဲတာမသိဘူးဒီဟာတွေအကျိုးဆက်ကြီးကခင်ဗျားတို့ပေါ်သေးသေးထင်နေရလားဒီကောင်တွေဒီလိုလောင်းစားကြော်ညာပြနေတဲ့ဒီကလေးတွေကလောင်းစားဆွဲသွားတယ်အဲ့ဒီအကျိုးဆက်ကပေါ်သေးသေးထင်နေရလားခင်ဗျားတို့ထင်တာတော့ဟာဒီလောင်းစားဆွဲတဲ့ကောင်တွေပဲဘွားပြက်မှာဒီကောင်တွေပဲခံရတာငါတို့မဆွဲတဲ့ကောင်တွေကတော့ဘာမှမဖြစ်ဘူးအေးဆေးပဲအဲ့လိုထင်နေရလားဒါတွေအကျိုးဆက်တွေကြောင့်ခင်ဗျားတို့ဒီနှလုံးသုံးလုံးရဲ့လောင်းစားအကျိုးဆက်တွေကခင်ဗျားတို့အခုခံနေရတာတိုင်းပြည်မှာမှတ်သိလားအဲ့ဒါတွေလူတွေဒီစောက်တာဆန်တွေအုံတော့မရှိအသိဉာဏ်မရှိတဲ့ကောင်တွေဘာကြောင့်ဖြစ်နေရသိလားအဲ့နှလုံးသုံးလုံးကြောင့်ဖြစ်နေတာအခုချိန်ထိဒီလိုမျိုးတန်တရားလဲတော့မှနောက်တစ်ဆက်ဒီကောင်တွေကြောင့်ဒီကလေးတွေလူငယ်တွေလမ်းမရောက်နေတဲ့ဒီကောင်တွေကိုကြည့်ပြီးတော့ဒီလောင်းစားတွေလှုပ်တက်လာတယ်ဒီကလေးတွေကိုယ်တိုင်ရဲ့မိဘတွေပါဒီကောင်တွေကလေးတွေကြောင့်ဒုက္ခရောက်မယ်ပတ်ဝန်းကျင်ကအဲ့လိုပဲဆက်ရှိနေတဲ့အားလုံးကမင်းတို့ထင်တာဒီကောင်တွေစီမှာလောင်းစားသွားလို့တဲ့လူတွေပဲဒုက္ခရောက်မယ်ထင်နေရလားသူတို့နဲ့ပတ်သက်တဲ့လူသူတို့နဲ့ပတ်ဝန်းကျင်အကုန်ပတ်ဝန်းကျင်အကုန်ဒုက္ခရောက်တာမသိလားရမင်းတို့အိမ်ဘေးမှာလောင်းစားဆွဲနေတဲ့ကောင်ဆလော့ဆွဲနေတဲ့ကောင်ပတ်စံလူတဲ့ကောင်ရှိမင်းတို့အိမ်ကပစ္စည်းတည်းရဲ့မခိုးမခံနိုင်ရဘူးခိုးမခံရဘူးလို့မင်းတို့ပြောနိုင်လားမင်းတို့ channel မှာပစ္စည်းရှိတဲ့ပစ္စည်းကိုလမ်းမခိုးဘူးလို့မင်းတို့ပြောနိုင်လားငါပြောတာဒါပတ်ဝန်းကျင်ဆိုတာအဲ့ဒါကိုပြောတာ